မိခင်ဖြစ်သူဇင်မာဦးလိုချောမောတဲ့ရုပ်ရည်ကြောင့်ပရိသတ်အားပေးမှုရရှိနေတဲ့စပယ်ဖူးငုံတချိန်ကမြန်မာရုပ်ရှင်လောကမှာအောင်မြင်မှုတွေအခိုင်အမာရရှိခဲ့ပြီးပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်ခဲ့ကြတဲ့မင်းသားကြီးတီဟာတင်စိုးနဲ့မင်းသမီးကြီးဇင်မာဦးတို့ဇနီးမောင်နှံကိုအားလုံးလည်းမှတ်မိကြအောင်ပါပါသူတို့နှစ်ဦးဟာအနုပညာလောကမှာရင်မကပဲအပြင်လောကမှာပါစံပြဇနီးမောင်နှံတွေအဖြစ်လူချစ်လူခင်ပေါ်များခဲ့ကြသူတွေဖြစ်ပါတယ်ဒါပေမဲ့လည်းလောကဒဏ်ရဲ့အလှည့်ပြောင်းတွေမှာမင်းသမီးကြီးဇင်မာဦးဟာရုတ်တရက်ကွယ်လွန်သွားခဲ့ပြီးမကြခင်မှာပဲမင်းသားကြီးတီဟာတင်စိုးကလည်းဇနီးဖြစ်သူနောက်ကိုလိုက်သွားခဲ့တာကြောင့်သူတို့ရဲ့သားနဲ့သမီးဖြစ်သူမောင်နှမနှစ်ယောက်အတွက်တော့တကယ်ကိုကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပါတယ်။ဒီလိုခက်ခဲတဲ့အချိန်တွေမှာသူတို့မောင်နှမနှစ်ယောက်ကိုအနုပညာရှင်အတိုင်းဝိုင်းကရောဆွေမျိုးသားချင်းတွေကပါဝိုင်းဝန်းဖေးမခဲ့ကြတာတွေ့ရပါတယ်။အထူးသဖြင့်စပယ်ဖူးငုံကိုတော့သူမရဲ့အတော်ဖြစ်သူခင်စပယ်ဦးကအနိကခေါ်ယူစောင့်ရှောက်ထားပြီးတော့မိခင်တယောက်လိုနှွေးထွေးမှုတွေပေးထားတာဖြစ်ပါတယ်။ချစ်ရတဲ့မိဘနှစ်ပါးကိုရှေ့စင်နောက်ဆင့်ဆိုသလိုဆုံးရှုံးလိုက်ရတဲ့ဝမ်းနည်းစရာကံကြမ္မာဆိုးကြီးကိုကြမ်းကြမ်းခံကြော်ဖြတ်ရင်အခုဆိုရင်ပရိသတ်တွေကြားမှာတကြောပြန်ရေပန်းစာလှူပြောများလာတာကတော့မင်းသမီးကျော်စီမာဦးရဲ့သမီးလေးစပယ်ဖူးငုံပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲရုပ်ရှင်အစီအယုံဥက္ကဋ္ဌဟောင်းမင်းသားကြီးလူမင်းတို့မိသားစုကဦးစီးကျင်းပတဲ့ဓမ္မယုံရေစက်ချအလှပွဲလေးမှာစပယ်ဖူးငုံကိုမြင်တွေ့လိုက်ရတာကပရိသတ်တွေတော့တကယ်ကိုအံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ဦးလူမင်းတို့မိသားစုနဲ့အတူအလှကိုလိုက်ပါလာတဲ့စပယ်ဖူးငုံဟာအရင်ကမြင်တွေ့နေကြကလေးမလေးမဟုတ်တော့ပဲအခုဆိုရင်အရွယ်ရောက်ပြီးတော့အလွန်ကိုချောမောလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပါပြီ။သူမကိုမြင်လိုက်ရတဲ့ပရိသတ်တိုင်းကဒါတီဟာတင်ဆိုးနဲ့ဇင်မာဦးတို့ရဲ့သမီးလေးလားလို့တောင်ထက်ကမေးယူရလောက်အောင်ကိုထင်ပေါ်နေခဲ့တာပါတကယ်တော့စပယ်ဖူးငုံဟာငငယ်ကလေးကချစ်စရာကောင်းသူလေးဖြစ်ပေမဲ့အခုလိုအရွယ်ရောက်လာတဲ့အခါမှာတော့သူမရဲ့မိခင်ဖြစ်သူမင်းသမီးကြီးဇင်မာဦးရဲ့ရုပ်ရည်ကိုတပုံစံနဲ့အမွေရထားတာကိုတွေ့ရပါတယ်။မျက်နှာပေါက်လေးကအစအပြုံးလေးတွေအစုံမိခင်ဖြစ်သူရဲ့ခြေရာကိုနင်းထားသလိုပါပဲ။ပရိသတ်တွေကလည်းသူမကိုကြည့်ပြီးတော့ဇင်မာဦးပြိုမြင့်စင်ကပုံရိပ်တွေကိုပြန်မြင်အောင်နေကြတာပါ။ဒီလိုလှပလွန်းနေတာကြောင့်လေလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာစပယ်ဖူးငုံရဲ့ပုံရိပ်တွေဟာတဟုန်ထိုးပြန့်နှံ့သွားခဲ့ပါတယ်။တချို့ပရိသတ်တွေဆိုရင်အလှပွဲမှာအတူရှိနေတဲ့ဦးလူမင်းရဲ့သမီးလေးအေယာဝတီလူမင်းထက်တောင်စပယ်ဖူးငုံကပို့ပြီးတော့ချောမောလှပနေတယ်လို့အားပေးစကားတွေပြောနေကြတာပါဒါဟာတဦးနဲ့တဦးနှိုင်းရှင်ပုတ်ခတ်တာမျိုးမဟုတ်ပေစပယ်ဖူးငုံရဲ့ရုပ်ရည်ကအနုပညာရှင်တယောက်ဖြစ်လာဖို့ဘလောက်တောင်ပြည့်စုံနေတယ်လဲဆိုတာကိုထောက်ပြနေကြတာဖြစ်ပါတယ်မိဘတွေကအနုပညာလောကမှာထိတ်တန်းကအောင်မြင်ခဲ့တဲ့သူတွေဖြစ်တယ်လို့စပယ်ဖူးငုံကိုယ်တိုင်ကလည်းဒီလိုထူးခြားတဲ့ရုပ်ရည်မျိုးပိုင်ဆိုင်ထားတာကြောင့်ပရိသတ်တွေကသူမကိုအနုပညာလောကထဲဝင်ရောက်ဖို့တိုက်တွန်းနေကြတာတွေလည်းအများကြီးပါပဲအမေတူသမီးလေးမို့အမေလိုပဲမင်းသမီးလုပ်ပါတော့ဆိုတဲ့မှတ်ချက်တွေတီဟာတင်ဆိုလို့ဇင်မာဦးတို့ရဲ့အနုပညာမျိုးဆက်ကိုပြန်မြင်ခြင်းနဲ့ဆိုပြီးပြောဆိုနေကြတာဖြစ်ပါတယ်အကယ်၍သာစပယ်ဖူးငုံအနုပညာလောကထဲခြေစုံပြည့်ဝင်လာခဲ့မယ်ဆိုရင်သူမရဲ့မိဘတွေကိုချစ်တဲ့ပရိသတ်တွေကပါဝိုင်းဝန်းအားပေးကြမှာသိကြပါပဲမိဘနှစ်ပါးမရှိတော့ပေမဲ့လည်းသူမရဲ့အတော်ဖြစ်သူနဲ့အနုပညာလောကကလူကြီးမိဘတွေကသူမကိုသမီးအရင်တယောက်လိုချစ်ခင်ဆောင်ရှောက်နေကြတာကလည်းမြင်ရသူတိုင်းအတွက်ကြည်နူးစေပါတယ်အထူးသဖြင့်ဦးလူမင်းတို့လိုမိသားစုဝင်တွေကသူမကိုအမြဲတမ်းလက်တွဲခေါ်ယူနေတာကစပယ်ဖူးငုံအတွက်တော့ကြီးမားတဲ့ခွန်အားတစ်ခုဖြစ်မှာပါပရိသတ်ကြီးတို့ကမိခင်ဖြစ်သူဇင်မာဦးရဲ့အလှတရားတွေကိုရရှိပိုင်ဆိုင်ထားတဲ့စပယ်ဖူးငုံကိုအနုပညာအလုပ်တွေလုပ်စေချင်လားဆိုတာပြောပြသွားကြပါအောင်ရှင်